ယုံနဲ့လွင်ပြန်ဝဲခံစားချက်ငါလေးပွေးဖက်ငိမ့်တဲ့အလွန်တိတ်ဆိတ်ခဲ့ရင်ခုန်နေတာနေရှိလို့ယုံကြည်ချက်သစ္စာတရားဟောပြလို့အနာဂတ်ခီးဆုံးတိုင်းမို့ဒါအရေးကြီးဆုံးဘူပင်စရာတွေမေးထားလားခန္ဓာဆုံးအိမ်ပဲတွေ့လေအတွေ့တော်ရဲ့ဒီစီဝင်ဆက်တွေ့တွေ့နေစေခန္ဓာဆုံးအိမ်ပဲတွေ့လေအတွေ့တော်ရဲ့ဒီစီဝင်ဆက်တွေ့တွေ့နေစေရောင်နေလေးညင်တို့အပြိုက်ဆိုင်ပူးပွင့်နေတဲ့အိုပန်းလေးများကဘူလုံးနေသလိုငါလွမ်းစေအယုံကြည်ချက်သစ္စာတရားအဖို့ပြလို့အနာဂတ်ကြီးဆုံးတိုင်းမို့ဒါအရေးကြီးဆုံးဘူပင်စရာတွေမေးထားလားတို့လျောက်ကွာလူရှောင်းမေ